ဝါရှင်တန် DC မြို့ပြင်ကလမ်းတစ်ခုမှာကားတစ်စီးကတရွေ့ရွေ့သွားနေပြီးစေဒီအမီကကားပေါ်ကမင်္ဂလိရဲ့မျက်နှာပေါ်မှာတော့ဝမ်းနေတဲ့အိမ်အောင်ပေါ်နေပါတယ်။ဖုံးဝင်လာပြီးဘယ်သွားနေတာလဲမေးနေတာကြောင့်စိတ်ပြေလက်ပြောက်ထွက်လာတာလို့ပြောနေပါတယ်။လို့ဖို့ကံမတယောက်ကိုဆုံးချုံလိုက်ရတဲ့ခံစားချက်ကိုနားလည်ပါတယ်လို့နှစ်သိမ့်နေတာကြောင့်သူ့ကိုတခြားမရင်းနှီးပေမဲ့သူနဲ့အသက်တူအလုတ်တူအိမ်မှာလည်းတယောက်တည်းနေပြီးသူ့ထက်သာတာဆိုလို့အပင်လေးတွေပဲရှိတဲ့လို့ဖို့ကံမဟာအတီးကျန်သွားအသေးဆုံးသွားခဲ့တာကြောင့်လို့ဆိုပါတယ်။စိတ်ထင်ရတွေရှောက်မလို့ဖို့မှာပြီးအပင်တစ်ပင်လောက်ဆဆကြည့်ရန်ပြောတဲ့အခါအဲ့ဒီအပင်ကိုသူစားမိလိုက်မယ်လို့ပြောပြီးဖုံးချလိုက်ပါတယ်။အနီးနားကဈေးတစ်ခုမှာတော့လယ်သမားလေးကိုတန်နာကခြံရွက်ပစ္စည်းတွေကိုကူရောက်နေပြီးအကျွေတစ်တာပြောင်းနေတာကြောင့် GPS နဲ့ရှားနေရပါတယ်။စနီးနားချင်းတွေကစော်ပစ်ခံလိုက်ရတဲ့ကိုအစင်ပြေလာမေးတော့နှစ်ဦးသဘောတူလမ်းခွဲလိုက်တာလို့ခြေပပေမဲ့မင်းရဲ့တအားကယူဆိုင်ခံကျင်ပြီးတွဲကတ်တက်တဲ့အကျင့်တွေကြောင့်ထားခဲ့တာအတိအသာကြီးလို့ဝိုင်းပြောကြပါတယ်။နောက်တော့လှုပ်ရှားရှိလို့ဆိုင်ကိုအပ်ထားခဲ့ပါတယ်။ဈေးတွေကိုရှောက်ကြည့်နေတဲ့စေရီတယောက်မမ်းမေတမင်ကိုဝယ်မလို့ကြည့်နေပေမဲ့ဆိုင်ရှင်မရှိတာကြောင့်ရှာနေတော့ကိုရောက်လာပါတယ်။အကြည့်ချင်းစုံရင်တွေခုံကတကားတပြောပြောနဲ့အပင်အကြောင်းကိုရှင်းပြနေရင်တော့အဆင်ပြေနေပါတယ်။ရေကဘယ်လိုလောင်းရမလဲမေးတော့ကျွေးပန်းမင်ကအချစ်ခံနေတာကြောင့်တရက်ကိုတစ်ခါလောင်းရမယ်လို့ဆိုပါတယ်။သူမကအလုပ်ကိုခဏခဏသွားရတာကြောင့်မအားဘူးပြောတဲ့အခါနှစ်ပတ်မှတစ်ခါပဲလောင်းရတဲ့မွေကမုံမင်ကိုယူဖို့အကြံပြုပါတယ်။သူ့အလုပ်ကတလားနှစ်လားလောက်ကြာတယ်ဆိုတာကြောင့်ဘာလို့အပင်ဆိုင်မှလဲလို့ပြောပြီးပလတ်စတစ်ပန်းမင်စိုက်ပါလားဆိုကကိုကရန်တွေ့နေပါတယ်။ကျွေးပန်းမင်ပဲယူမယ်ဆိုတာကိုမရောက်နိုင်ဘူးဆိုကဝယ်သူကိုရန်လုံနေတဲ့ကိုစေဒီကနားမလည်နိုင်ဖြစ်နေတော့ဆိုင်ရှင်မရောက်လာပြီး$10နဲ့ရောင်းပေးလိုက်ပါတယ်။ကိုကတော့ရှားသောင်းမင်တပင်ကိုပြကမင်းအတွက်ဒါကမှအသင့်တော်တာလို့ပြောပြီးရန်တွေ့လွတ်လိုက်ပါတယ်။ဆိုင်ရှင်ကမင်းတို့နှစ်ယောက်အကြည့်ချင်းစုံရင်တွေခုန်ပြီးဒိတ်တော့မယ်ထင်တာလို့မြောက်ပေးလိုက်တာကြောင့်ကိုကစေဒီနောက်လိုက်ကရှောက်လေခြင်းလားမေးပါတယ်။ခုနကရန်တွေ့နေပြီးအခုရှောက်လေဖို့ပြောနေတာကြောင့်စေဒီကအံ့ဩနေပါတယ်။ကိုကရှက်ပြီးပြန်လှည့်လာခြင်းကော်ဖီတော့အတူတူသွားတောင်းလို့ရပါတယ်ဆိုကစေဒီကခေါ်သွားပါတယ်။ကော်ဖီအတူတူတောက်ရင်စကားပြောကြတော့စေဒီကနိုင်ငံတကာအမှုပညာပြကတာဝန်ခံလို့ဆိုပြီးမကြာခဏခီးထွက်ရတယ်လို့ပြောပါတယ်။ကိုကပြတိုင်းမှာတမိုင်းချောင်းတွေရှင်းပြနေပြီးတမိုင်းကသူ့ဝါသနာလို့ဆိုကတမိုင်းမှာစိုက်ပျိုးရေးရဲ့အရေးပါပုံကိုစာအုပ်ရေးနေပြီးအခုတော့ဒဏ်ရာရနေတဲ့သူ့အဖေကိုကူနေရတာကြောင့်ရက်ထားရတယ်လို့ဆိုပါတယ်။မိစ္ဆာနေသူဇက်ကားကကြောက်စရာအကောင်းဆုံးရုပ်ရှင်လို့ပြောနေတဲ့ကိုစေဒီကသူဘာကမှမကြောက်ဘူးလို့ဆိုတာကြောင့်လေကားပေါ်ပြိုင်တက်ဖို့စင်ခေါ်လိုက်ပြီးချုံးတဲ့လူကကြောက်တဲ့အရာကိုပြောပြရမယ်လို့ဆိုပါတယ်။သူ့ပေါင်းမီအိတ်ကတ်တဲကပစ္စည်းတွေကိုစေဒီလွယ်ရဲတဲ့ကအပေါ်ပြိုင်တက်တဲ့အခါစေဒီကအေးဆေးနိုင်သွားတာကြောင့်အာကစားသမားထင်တယ်လို့ပြောနေပါတယ်။နောက်တော့ပြတိုက်တဲ့ရှောက်ကြီးကငငယ်ကသူ့အမေရဲ့စိတ်သက်ကြံ့ခိုင်မှုတွေကြောင့်သူ့အမေကိုအတူယူကမကြောက်တတ်တဲ့အကြောင်းစေဒီကရှင်းပြပြီးမိစ္ဆာနေသူဇက်ကားကိုကြောက်တဲ့ကိုလှောင်နေတာကြောင့်အဲ့ဒီရုပ်ရှင်ကတကယ်ကြောက်စရာကောင်းကြောင်းကိုကညှင်းခုန်နေပါတယ်။နောက်တော့ဘာတစ်ခုကိုရောက်သွားပြီးစင်ပေါ်မှာအထာကြကြသချင်းဆိုနေတဲ့စေဒီကိုကြီးကျူးကသူကတော့ရေချိုးကန်းထဲမှာသချင်းဆိုတာတောင်ချက်တက်တယ်လို့ဆိုပါတယ်။စကားပြောကြရင်စေဒီကလူတိုင်းဟာကိုယ့်ရဲ့ရှားသောမင်လို့တအားကယူဆိုင်တာမလို့ပဲကိုဘဝနဲ့ကိုတယောက်ယောက်ကအားပေးဖို့မလိုအပ်ရင်သိကောင်းမှာပဲလို့ဆိုပါတယ်။နောက်တော့တယောက်ကိုတယောက်နားလည်သွားကြပြီးအနမ်းတွေဖလဲကတညလုံးရှောက်လဲကြပါတယ်။မနေ့ရောက်တော့စေဒီအခန်းကိုကိုကလိုက်ပို့ပေးကတယောက်ကိုတယောက်မခွဲနိုင်မခွာနိုင်အကြာကြီးနှုတ်ဆက်နေကြပြီးနှစ်ယောက်သားစိတ်ကိုထင်းချုပ်ကနှုတ်ဆက်လိုက်ကြပါတယ်။ပါဇက်ကနေရှားသောမင်လို့ကြင်ကြံရမယ်လို့ရေရွတ်နေပေမဲ့အခန်းရှိကနေခြေတဖွာမှမခွာသေးတဲ့ကိုစေဒီကလည်းတကားဖွင့်ပေးလိုက်တာကြောင့်ဘာညာပြစ်သွားပါတယ်ပြုံးကြီးကားမောင်းပြန်လာတဲ့ကိုအိမ်ကလူတွေကအခြေအနေမေးနေပါတယ်သူ့နာမည်ကစေဒီလို့ခေါ်ပြီးဖူးစာချင်းလို့ထင်တယ်လို့တောင်ညွှန်းနေပါတယ်အဲ့ရပေါ်မှာတောင်ဆယ်ပီဆွဲလာတဲ့ကိုသူ့ညီမကဗလိမ့်နေပြီးသူ့ရဲ့တအားကယူဆိုင်ခံအချစ်ခံခြင်းစိတ်ကြောင့်ပြစ်ခံရအောင်မှလို့ပြောသွားပါတယ်အလုံးလောက်ရနေရာမှာတော့ကိုတယောက်စိတ်မပါပဲဖုန်းကိုခဏခဏထုတ်ကြည့်နေပါတယ်သူ့ဘက်ကစာရီများကြီးပို့ထားပေမဲ့ပြန်စားမလာတာကြောင့်ပြောနေရပါတယ်သူ့အဖေကဖုန်းကိုရက်စက်ချဖို့ပြောနေပြီးသူ့ညီမကလည်းအပြစ်ခံလိုက်ရပြီလို့ပြောနေတာကြောင့်ရင်းခုန်ရင်မောလာပါတယ်ရှူစေးဘူးလိုက်ရှာတဲ့အခါရှူစေးဘူးအပါဝင်သူ့ပစ္စည်းတွေစေဒီအိတ်ထဲပါသွားတာကိုသတိရလိုက်ပါတယ်သူ့ GPS ပါသွားတာကြောင့်ဒီနေရာကိုရှာကြည့်လိုက်တော့အင်္ဂလန်နိုင်ငံလန်ဒန်မြို့လိုပြနေတာကြောင့်အံ့ဩသွားပါတယ်သူ့မှာနိုင်ငံတကာဖုန်းခေါ်ပတ်ကမရှိတာကြောင့်ထင်တယ်လို့ပြောကတားရဲ့ message တွေကိုတော့မမြင်တော့ဘူးလို့ကိုရဲ့အမေကနှစ်သိမ့်နေပါတယ်နောက်တော့သူ့အမေကအရန် romantic ဆန်အောင်လန်ဒန်ကိုလိုက်သွားဖို့ပြောပါတယ်မွေးကလေးကတခါမှနိုင်ငံခြားမသွားဘူးတဲ့ကိုသူ့အမေကမြောက်ပေးနေပြီး
သူ့အဖေကလည်းအလုပ်တွေကိုစိတ်မပူဘူးပြောနေတာကြောင့်ကိုတယောက်လိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်အင်္ဂလန်နိုင်ငံလန်ဒန်မြို့ရဲ့တနေရာတက်စီတစ်စီးပေါ်မှာတော့တက်စီဆရာကကိုနဲ့တခါပဲတွေ့ဘူးပြီးပြစ်သွားတဲ့မိန်းကလေးတယောက်တော့ကိုမိုင်ပေါင်း9000ကျော်လောက်လိုက်လာတာကိုလေးစားတယ်လို့ပြောနေပါတယ်နိုင်ငံတကာပြကန်းတာဝန်ခံကနိုင်ငံတကာဖုန်းခေါ်ပတ်ကိမရှိဘူးပြောနေတဲ့ကိုရိုမန်တစ်ဆန်ဖို့ရှားသောမိန်မာယူလာတာကိုဟာသားလုပ်နေပါတယ်နောက်တော့သူ့ GPS ကပြတဲ့အတိုင်း Tower Bridge ကိုရောက်လာပြီးလမ်းမတွေပေါ်မှာစေတီကိုလိုက်ရှာနေပါတယ်လမ်းကြားတဲ့နေရာမှာတော့လူစိမ်း၄ယောက်ပေါ်လာပြီးသူ့ကိုမေစေးနဲ့ဖမ်းခေါ်သွားပါတယ်ဘာမှမသိတဲ့နေရာမှာနိုးလာတဲ့ကိုလူတစ်ယောက်ကအကောက်ခွန်မှာတက်စမန်လို့ခေါ်ပြီး password ကိုတောင်းနေပါတယ်ကိုကသူဟာတက်စမန်မဟုတ်ပဲလေသမားတစ်ယောက်ဖြစ်ပြီးကောင်မလေးကိုလာတွေ့ရကနေအဖမ်းခံလိုက်ရကြောင်းရှင်းပြပေမဲ့တရုတ်ဆောင်ကောင်းတယ်လို့သာချီးကျူးလိုက်ပါတယ် password ကိုမပြောရင်ပြောလာအောင်အစိပ်ပြင်းတဲ့ insert တွေနဲ့စစ်မမယ်လို့ပြောနေရင်လူသက်ဘလူကောင်လို့ခေါ်တဲ့ insert တစ်မျိုးကိုသူ့နားကပ်နေတော့တကားပွင့်လာပြီးအကုန်လုံးပြစ်ခတ်ခံလိုက်ရပါတယ်မျက်နှာကိုအုပ်ထားတဲ့မျိုးသမီးကစေရီဖြစ်နေပြီးကိုတနက်တက်လက်ပေးကသူမကလွင်ရင်အကုန်ပြစ်ဖို့ပြောလိုက်ပြီးထိုနေရာကထွက်ဖို့ပြင်ပါတယ်လမ်းတက်လျှောက်လာသမျှလူကိုပြစ်ခတ်နေတဲ့စေရီကိုဘယ်သူလဲလို့မေးတော့ CIA ကလို့ဆိုပါတယ်စေရီကကိုပြန်ရောက်ရင်ဖုံးဆက်ဖို့တွေးထားပေမဲ့2ရက်အတွင်းစာ17ဆောင်မပို့ခင်ချိန်ထိပဲလို့ပြောပါတယ်ကိုတွေကထွက်လာနိုင်ပြီးနောက်သူတို့ရောက်နေတာဟာပါကစ္စတန်နိုင်ငံထဲမှာဖြစ်ကြောင်းကိုသိလိုက်ရပါတယ်ထိုစဉ်စစ်ကားတွေရောက်လာပြီးလိုက်လံပစ်ခတ်တာကြောင့်တောင်ဆောင်နေပေါ်ကနေခုန်ချပြီးဘတ်စကားတစ်စီးကိုတွေများတိုက်ကနောက်ပြန်မောင်းပြရပါတယ်ဘတ်စကားနောက်ကိုကားတွေနဲ့လိုက်လံပစ်ခတ်နေပြီးကားပေါ်မှာတော့ကိုနဲ့စီရီဟာအပြန်အလှန်တကားများနေပြီးလိုက်လာတဲ့ကားတွေဆိုင်ကယ်တွေကိုဖြည့်ရှင်းနေရပါတယ်နောက်တော့ဘတ်စကားကိုအတက်ဖြစ်အောင်မောင်းနိုင်ခဲ့ပြီးဘတ်စကားကိုတွဲကတ်တက်လာတဲ့လူတွေကိုကိုကခုခံနေရပါတယ်သူ့ကိုဓာတ်နဲ့ထိုးရမဲ့လူကိုပါလာတဲ့ခြားသောမင်းနဲ့ထိုးကကန်ချလိုက်ပြီးနောက်တစ်ယောက်ကိုတော့ကားကိုကွေကကားဘောက်ကနေပြုတ်ကျအောင်လုပ်နိုင်ခဲ့ပါတယ်အနောက်မှာလိုက်လာတဲ့ကားစီးကိုတော့မှန်ကွဲနေတာကြောင့်တနက်နဲ့ပစ်ကပြရှင်းနိုင်ခဲ့ပြီးလွတ်မြောက်လာခဲ့ပါတယ်ကိုကတော့လမ်းလျှောက်နေရင်စီရီလိန်ခဲ့တာကိုအခဲမကြီးဖြစ်နေပါတယ်စီရီကသူ့အလုပ်ကိုပဲလိန်ခဲ့တာဖြစ်ပြီးကျန်နာတွေကအမှန်တိုင်းပြောခဲ့တာလို့ဆိုတာကြောင့်လုပ်ဖို့ကင်မတည်သွားတာရောတကယ်လားလို့မေးပါတယ်သူ့နာမည်ကအလီနာဖြစ်ပြီးရန်သူအေဂျင့်ဖြစ်နေတာကြောင့်သူကိုယ်တိုင်တက်ခဲ့တာလို့ဆိုတာကြောင့်ကိုကအံ့ဩမဆုံးဖြစ်နေပြီးစကားများနေကြပါတယ်နောက်တော့စီရီကကားစီးကိုတာကကိုခေါ်သွားပါတယ်ကိုတို့လွတ်မြောက်လာတဲ့ဂူထဲကိုလူတစ်ယောက်ဝင်လာပါတယ်အခန်းတွေထဲကကင်မရာတွေကိုစစ်ကြည့်ပြီးသူ့လက်ထောက်ကအကောက်ခွန်သမားရဲ့မျက်နှာကဘယ်စီးရင်ထဲမှာမှမရှိဘူးလို့ပြောတာကြောင့်တော်တော်ဘားနဲ့တယ်လို့ဆိုပါတယ် password ကိုတော့မရလိုက်ဘူးဆိုတာကြောင့်အကောက်ခွန်သမားရဲ့ဓာတ်ပုံကိုနိုင်ငံတကာကကြေးသားတွေစီပို့ကအရှင်ဖမ်းနိုင်ရင်ဒေါ်လာ1သန်းစုငွေထုတ်ခိုင်းပြီးအကောက်ခွန်သမားကိုတက်ခဲ့ပါကတက်တဲ့လူကိုဒေါ်လာ1သန်းစုငွေထုတ်ခိုင်းလိုက်ပါတယ်စီဒီတို့ရဲ့ကဟာပါကစ္စတန်နိုင်ငံမင်ကိုရာမြို့ဈေးတစ်ခုတည်းကိုရောက်လာပါတယ်တနေရာရောက်မှလက်နက်တွေကင်ထားတဲ့လူတစုကိုစီဒီကသူတို့ဘာသာစကားနဲ့ပြောလိုက်တာကြောင့်ခဏအကြာမာကိုဆိုတဲ့လူရောက်လာပြီးခေါ်သွားပါတယ်ဂူရီထဲမှာပွဲချမ်းသွားတာစီဒီမလားမေးတော့အဲ့ဒီလူတွေက SDAT ကိုခိုးသွားတဲ့လူတွေလို့ပြောပါတယ် SDAT ကဘာလဲလို့ကိုကမေးတာကြောင့်မာကိုကဇီဝလက်နက်တစ်ခုဖြစ်ပြီးအရှိပင်လဲကမ်းရိုးတန်းတစ်ခုကိုအကုန်တက်ပြစ်နိုင်လောက်အောင်စိုးရတယ်လို့ဆိုပါတယ်အဲ့ဒါကိုရောင်းမှုကြံစီနေကြပြီးခေါင်းဆောင်ကအကျင့်ပြက်ပြင်းသစ်ထောက်လန်းရေးဟောင်းလက်ဘက်လို့ဆိုပါတယ်မာကိုနဲ့စီဒီကအရန်ရင်းနှီးတာကြောင့်ရီးသားတွေလားဆိုတော့9လလောက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်စီဒီက SDAT ကိုရှာဖို့လိုတာကြောင့်ကိုအမေရိကပြန်ပို့ပေးဖို့မာကိုကိုအကူအညီတောင်းပါတယ်နောက်တော့မာကိုကစီဒီရဲ့ရီးသားမှန်းသိသွားပြီးရေမောကကိုအားပေးနေပါတယ်သူ့တုံးကတော့လက်တစ်ဖက်ကိုစောချောင်းလိုက်ရတယ်လို့ဆိုကသူ့လက်ကိုပြနေပါတယ်စီဒီနဲ့တွဲနေတော့ကမြန်မာပြည်ကိုမရှင်တစ်ခုနဲ့အတူသွားခဲ့ရပြီးပြဿနာတက်တော့သူအဖမ်းခံလိုက်ရပြီးစီဒီကထားခဲ့တာကြောင့်မြန်မာနိုင်ငံကထောက်လန်းတွေရဲ့လက်ချက်လို့ဆိုပါတယ်ကိုကြီးသားကိုထားခဲ့တဲ့စီဒီကိုကအပြစ်တင်နေတာကြောင့်စီဒီကတာဝန်ကပထမလို့ဆိုပြီးမာကိုကလည်းထောက်ခံတာကြောင့်အယူတွေလို့ပြောနေပါတယ်အခုရောသူ့ကိုလာခဲ့တာလား SDAT ကိုလာရှာတာလားမေးတော့ရှင်ကဒုတိယဦးစားပေးပါလို့ဆိုပါတယ်ကိုအိမ်ပြန်ဖို့မာကိုအပ်ပြီးထွက်သွားပါတယ်သူ့ကိုနောက်ထပ်လည်းမဆက်သွယ်ဖို့ပြောသွားတာကြောင့်ကိုကရွဲလိုက်ပြီးမင်းနာမည်ကိုတောင်မေးသွားပြီလို့ပြောလိုက်ပါတယ်အတူတူကြံခဲ့တဲ့ကိုမာကိုကနှစ်သိမ့်ပြီးအရက်တောက်ဖို့ခေါ်သွားပါတယ်လမ်းလျှောက်နေရင်မာကိုကသူ့မြို့မှာဘာပဲဖြစ်ဖြစ်တမိုင်လောက်ကကြိုမြင်ရတယ်လို့ပြောနေတော့ခေါင်းပွင့်သွားပါတယ်ပြစ်လိုက်တဲ့လူကတော့ဆရာကြီးဆန်ဖြစ်ပြီးစုငွေထုတ်ထားတာကြောင့်သူတို့နှစ်ယောက်ကိုဖမ်းသွားပါတယ်ဆန်ကသူဟာအတော်ဆုံးကျေးဇူးမို့ဆိုလို့ပြောနေစဉ်လူတယောက်ကခုံအုပ်ပြီးတနက်နဲ့ပြစ်ကဒုတိယအတော်ဆုံးပါလို့ပြောကကိုတို့ကိုဖမ်းလိုက်ပြန်ပါတယ်တနက်နဲ့ချိန်ကသူကားစီခေါ်သွားပြီးသူတို့နှစ်ယောက်ကိုအရင်ဝင်ခိုင်းလိုက်ပါတယ်ကိုကနာမည်ဘယ်လိုခေါ်လဲမေးတာကြောင့်ကြက်တစ်လို့ပြောနေတော့
ကားနောက်ခန်းမှာပုံနေတဲ့ဆောင်းစစ်တီကလေဘင်းကိုလိန်ချိုးလိုက်ပါတယ်ကိုးနဲ့စေဒီကိုလည်းလေဘင်းမှာချက်ပြားတစ်ခုစီကက်ကလက်စွပ်ကိုတစ်ချက်ထုတ်လိုက်တာနဲ့ဘိုးအား9000နဲ့ချော့တိုက်ခံရမယ်ဆိုကဖမ်းသွားပြန်ပါတယ်နောက်တော့ဆောင်းစစ်တီကကားကိုဘေးမှာရက်ခိုင်းကသူ့ကားစီခေါ်သွားပါတယ်ရှေ့က2ယောက်တော့ရှော့သွားတာပဲလို့ကပတိန်အမေရိကပြောနေတာကြောင့်ဆောင်းစစ်တီကသူ့ကိုသူယုံကြည်မှုရှိတယ်ဆိုကနှစ်ပေါင်းများစွာအာယုံတွေစူးချထက်မြက်အောင်လေ့ကျင့်ထားရလို့ပြောနေတော့ကားနဲ့ကျုံးခံလိုက်ရပါတယ်ကားနဲ့တိုက်လိုက်တဲ့လူကဆန်ဖြစ်နေပြီးသူ့တန်ရာနဲ့သူလဲကျသွားတာကြောင့်တနက်ကိုယူလိုက်ပြီးတောင်းစစ်တီစီကနေလက်စွပ်ကိုပါချွတ်ယူလိုက်ပါတယ်ဆန်ကိုတနက်နဲ့ချိန်ကစွန့်ငွေထုတ်ရင်ဘယ်မှာထုတ်ရမလဲမေးကကားနဲ့ထွက်လာကြပါတယ်ကားပေါ်မှာတော့ကိုကပတ်ဆွတ်အကြောင်းပြောတာကြောင့်စီရီကဘာပတ်ဆွတ်လဲလို့မေးပါတယ်သူ့ကိုဖမ်းသွားတဲ့လူတွေကပတ်ဆွတ်ကိုမေးတာဆိုတော့အခုမှပြောရလားဆိုကစီရီကရန်တွေ့နေတာကြောင့်သူကရဲသမားဖြစ်ပြီးစူပါစပိုင်မဟုတ်ဘူးလို့ဆိုပါတယ်Aztec ကပတ်ဆွတ်နဲ့မှဖွင့်လို့ရမှာဖြစ်ပြီးပတ်ဆွတ်မသိရင်သူတို့ရောင်းလို့မရတော့ဘူးလို့စီရီကပြောနေပါတယ်ဒါဆိုပတ်ဆွတ်ကဘာလဲမေးတော့သူလည်းမသိလိုက်ပဲတေးသွားတယ်အလီနာပဲသိတယ်လို့ဆိုကတက်ရှိတစ်ခုခုရဲ့မျိုးဗီဇာကုတ်တစ်ခုလို့ရှင်းပြပါတယ်ဒါဆိုလက်ပတ်မှာလည်းပတ်ဆွတ်မရှိသေးတာကြောင့် Aztec ရှိနေအောင်မယ်လို့ယူဆကအစီအစဉ်ပြောင်းသွားပြီလို့ပြောပြီးကိုတတိမေ့အောင်ရိုက်လိုက်ပါတယ်ကားနောက်ဖုံးထဲမှာကျိုးနဲ့ချီကပါဇက်ပိတ်ခံထားရတဲ့ကိုစီဒီကကြေးစားအောင်ဆောင်ကစွန့်ငွေလာထုတ်နေပါတယ်ခဏအကြာအက်ဂျက်နဲ့အတူလက်ဘက်ရောက်လာပြီးအကောက်ခွန်သမားကိုစစ်ဆေးနေပါတယ်စီဒီကပိုက်ဆံတောင်းတော့မကြခင်ရမယ်ဆိုတာကြောင့်ရောင်းလို့မရတဲ့လက်နက်တစ်ခုပိုင်ထားတယ်လို့သတင်းကြားတာကြောင့်အကျွေးမရဘူးလို့ဆိုပါတယ်Aztec ကိုပတ်ဆွတ်မှဖွင့်မိရင်ပောက်ကွဲသွားမှာကြောင့်သူ့လက်ထောက်ကိုကိုနဲ့စီဒီကိုလေရင်မော်ခေါ်သားခိုင်းပြီးမေးစေပါတယ်လေရင်မော်ရောက်တော့လူစိုးတွေကကိုရဲ့အိတ်တွေဖုံးတွေကိုစစ်ဆေးနေပါတယ်စီဒီကကိုနာကက်ကသူ့ပလန်အလုပ်ဖြစ်ပြီး Aztec ကိုရှာတွေ့ပြီလို့ပြောနေတော့သူတို့နှစ်ယောက်ကိုတနက်တွေနဲ့ဝိုင်းချိန်လိုက်ကြပါတယ်ကိုရဲ့ဖုန်းထဲကဆက်ဖီကိုမြင်သွားတာကြောင့်လိန်နေမှန်းသိသွားပြီးတက်ဖို့လုံနေတာကြောင့်စီဒီကသူ့မှာပတ်ဆွတ်ရှိတယ်ဆိုကဘူးသေးသေးလေးတစ်ခုထုတ်ပေးလိုက်ပါတယ်ဘူးကိုဖွင့်ကအထက်ကရာကိုထုတ်ကြည့်လိုက်ချိန်စီဒီကလက်စွပ်ကိုလှည့်လိုက်တာကြောင့်ဘိုးအား9000လောက်နဲ့ရှော့တိုက်ခံလိုက်ရပြီးတတိလက်လွတ်ဖြစ်သွားတဲ့နောက်ကလူတွေကိုစီဒီကစတင်တိုက်ခိုက်လိုက်ပါတယ်တိုက်ခိုက်နေရင်စီဒီကသူ့အိတ်နေတော့ပုံရိုက်ထားလို့ကိုရန်လုံနေပါတယ်တိုက်ခိုက်ရင်စီဒီကဓာတ်နဲ့ထိုးခံလိုက်ရပေမဲ့ကိုကလူစိုးတွေကိုပြေးရှင်းနိုင်လိုက်ပါတယ်စီဒီကလေထီတစ်ခုရှိတာအကြောင်းသူ့ကိုထားခဲ့ပြီး Aztec ကိုယူကသွားဖို့ပြောပေမဲ့ကိုကတော့သူမကိုပါပွေကလေရင်တကားကိုဖွင့်လိုက်ပါတယ်အာရေဗီးယားပင်လယ်ထဲကဆိုကိုဒရာဆိုတဲ့ကျွန်းပေါ်မှာတော့လေထီတစ်ခုကိုအမိုးပြုတ်လုကတိုင်လုံးလေးတွေထောက်ထားတဲ့တဲတစ်ခုအတွင်းမှာစီဒီတယောက်တတိယလာပါတယ်သူ့ကိုကယ်လာတဲ့အပြင် Aztec ကိုပါယူလာနိုင်တာကြောင့်စီဒီကကိုကျေးဇူးတင်စကားပြောလိုက်ပါတယ်လက်နက်ဝယ်မဲ့လူတွေနဲ့တောက်နေတဲ့လေဘက်စီကိုသူ့လက်ထောက်စီကဖုံးဝင်လာပြီးအကောက်ခွန်သမားလွတ်သွားတယ်လို့ဆိုတာကြောင့်48နာရီအတွင်းလက်နက်ကိုဖွင့်လို့မရရင်ဝယ်သူတွေကသူတို့ကိုတတ်မှာမလို့အမြန်ရှာဖို့ပြောလိုက်ပါတယ်ကျွန်းပေါ်မှာတော့စီဒီကသူတို့ဒီနေရာကိုဌာနစီကိုအချက်ပြလိုက်ပါတယ်ကမ်းခြေမှာရှိတဲ့ဆေးဘက်ဝင်အပင်တွေကိုတုံးကသူ့အနာကိုဆေးထည့်ပေးထားတဲ့ကိုဘလို့သိတာလဲမေးတော့စာထဲမှာဖတ်ဘူးတာလို့ရှင်းပြနေတာကြောင့်ရှင်းလို့ကဘာကြီးကိုစိတ်ဝင်စားတဲ့လူကဘာလို့နိုင်ငံသားကိုတခါမှခီးမထွက်ဘူးတာလဲနားမလည်ဘူးလို့ဆိုပါတယ်ကိုကလည်းသူ့ဝက်ယူပြီးရင်စာအုပ်အတွက်ခီးထွက်ဖို့စဉ်းစားထားပေမဲ့သူ့အဖေကဒဏ်ရာရသွားတာကြောင့်မသွားဖြစ်တာလို့ဆိုပါတယ်အဖေကပြန်ကောင်းမလာဘူးလားဆိုတော့ပြန်ကောင်းလာပေမဲ့အသက်အရွယ်ရလာတဲ့အပြင်လုပ်ငန်းတွေကလည်းအပြိုင်ဆိုင်လုပ်နေရတာကြောင့်မိသားစုကသူ့ကိုလိုအပ်တာကြောင့်လို့ဆိုပါတယ်ကျွန်တော်တို့ဘဝမှာလည်းဝါသနာထက်ဝမ်းစာကအရေးကြီးတယ်ဆိုတဲ့စကားအတိုင်းတစ်ခါတလေမှကိုပြစ်ချင်တာတွေကိုမေ့ထားရပြီးမိသားစုစားဝတ်နေရဲ့အတွက်ကြိုးပမ်းရင်မိမ့်မိန်သွားခဲ့ရတဲ့ဒီမှန်းချက်တွေများစွာရှိနေပါတယ်စီဒီကတော့ CIA agent တယောက်ဖြစ်တာမို့အမေကဂုဏ်နေမှာပါလို့ဆိုတာကြောင့်ငယ်ငယ်ကတည်းကသုံးသွားပြီလို့ဆိုပါတယ်နောက်တော့မှားခဲ့တာတွေအတွက်တယောက်ကိုတယောက်တောင်းပန်ခဲ့ကြပြီးနားလည်မှုယူနိုင်ခဲ့ကြပါတယ်မနေ့ရောက်တော့ထင်းကြောက်တွေလိုက်ကောင်းနေတဲ့ကိုစီဒီကလှမ်းပြီးနှုတ်ဆက်နေတော့လက်ဘက်ရဲ့လူတွေကားနဲ့ရောက်လာပြီးပြစ်ခတ်တာကြောင့်ပုံနေရပါတယ်အမေရိကန်တပ်ဖွဲ့တွေရောက်လာတာကြောင့်နှင်ထုတ်နိုင်လိုက်ပေမဲ့ Aztec ကတော့ပါသွားပါတယ်ဗာဂျီးနီးယားနိုင်ငံရဲ့ CIA ဌာနချုပ်မှာတော့ CIA ကစီဒီနဲ့ကိုမူသားပေါ်သားနဲ့ချိတ်ဆက်ပြီးမေးမြန်းနေပါတယ်ကိုစပိုင်အေဂျင့်ထင်နေတာကြောင့်အရက်သားလို့ရှင်းပြပြီးသူ့ကိုကယ်ခဲ့တာကြောင့်အမှားတစ်ခုဖြစ်သွားက Aztec ကိုပျောက်သွားတာလို့ဆိုပါတယ်သူ့အသက်ကိုကယ်တာဟာအမှားတစ်ခုလို့ပြောနေတဲ့စီဒီကြောင့်ကစိတ်ဆိုးနေပြီးစကားအခြေတင်များနေကြပါတယ်နောက်တော့အထက်ရာရှိကတွေးကျင်တယ်ဆိုလို့စီဒီထွက်သွားပါတယ်
စေဒီကလက်ဘက်ကိုသူ့ဖမ်းပေးမယ်လို့ပြောနေပေမဲ့သူ့ကိုယာရုကဆိုင်းငံထားလိုက်ပါတယ်စေဒီကိုအမြင်မကြည့်တဲ့အရာရှိဂျက်ဆန်ကကိုကိုစေဒီကငွေလိုချင်လို့လောက်တာလားမင်းနေတာကြောင့်မဟုတ်ဘူးလို့ပြေးလိုက်ပါတယ်စစ်မင်းနေတဲ့ဂျက်ဆန်ရဲ့လက်ထက်ကတက်ပလက်မှာအလီနာရဲ့တိုက်ခန်းကအပင်ကိုမြင်လိုက်တာကြောင့်ကိုကတခုခုကိုသိလိုက်ပါတယ်အဲ့ဒါကအပင်တစ်ခုမဟုတ်ပဲမညိုပန်းတစ်ခုလို့ကိုကရှင်းပြကအက်စတက်လူမျိုးတွေကတခါတလေအစီရင်အဖြစ်အသုံးပြုလာကြောင်းပတ်စဝက်ကအဲ့အပင်ရဲ့မျိုးဗီဇာကိုဖြစ်ရမယ်လို့ပြောပါတယ်စေဒီကပတ်စဝက်နဲ့လက်ဘက်ကိုမြခေါ်ကအက်စတက်ကိုပြန်ယူရမယ်လို့ဆိုပါတယ်လက်ဘက်ကပတ်စဝက်ကိုအသေးအံလိုနေတာမလို့ပတ်စဝက်တစ်လုံးကိုပို့ကငစားချရမယ်လို့ဆိုတာကြောင့်ဂျက်ဆန်ကအကောက်ခွန်သမားကိုလိုမယ်လို့ဆိုပါတယ်ဒီတစ်ခါတော့သူမသွားနိုင်ဘူးလို့ညင်းနေတဲ့ကိုဂျက်ဆန်ကလက်ဘက်လိုလူကသူ့လိုချင်တာကိုမရမချင်းလိုက်မှဖြစ်တာကြောင့်မင်းမိသားစုတွေပါအန်ရရှိလာနိုင်တာမို့လက်ဘက်ကိုဖမ်းနိုင်မှရမယ်ဆိုတာကြောင့်ကိုကလက်ခံလိုက်ပါတယ်အန်ရများတာကြောင့်စေဒီကကိုမသွားဖို့ပြောပေမဲ့ကိုချစ်ရသူတွေကိုကာကွယ်တာကဘယ်တော့မှမမားဘူးလို့ဆိုကတနေ့နေ့တစ်ချိန်ချင်းတယောက်ယောက်ကိုတကယ်ကူးဆိုင်မိခဲ့ရင်ဒါတွေကိုနားလည်နိုင်ပါလိမ့်မယ်လို့ပြောခဲ့လိုက်ပါတယ်လက်ဘက်တို့စီကိုအကောက်ခွန်သမားကပတ်စဝတ်တစ်ခုကိုပို့ကကျန်တာကိုဒေါ်လာ9သန်းနဲ့ဝယ်ရမယ်လို့စာပို့လာတာကြောင့်ရွေးချယ်စရာမရှိတဲ့လက်ဘက်တို့ဟာစမ်းကြည့်လိုက်ပြီးအစ်စ်ဖြစ်နေတာကြောင့်တွားဝယ်ဖို့လုပ်ရပါတယ်ထို့စဉ်လက်နဲ့ဝယ်မဲ့မစ္စတာဦးတာမီရောက်လာပြီးဆရာငွေယူထားပြီးပတ်စဝတ်ဖွင့်မပေးနိုင်လို့လက်ဘက်တို့ကိုတတ်မယ်လို့ပြောနေပါတယ်ကောက်ခွန်သမားစီတွားဝယ်ရမှာဆိုတော့သူလည်းလိုက်မယ်ဆိုကပတ်စဝတ်မရရင်အကုန်လုံးကိုတတ်ပြမယ်လို့ဆိုပါတယ်ချင်းဆိုထားတဲ့နေရာကိုဝစ်စုံအပြည့်နဲ့ကိုရောက်လာပြီးအေဂျင့်3ယောက်ကကားထဲကနေညွှန်ကြားနေပါတယ်အထက်မြင့်ကိုဓာတ်လေကားနဲ့တက်သွားပြီးအကောက်ခွန်သမားအတွက်ဘိုကင်တင်ထားတဲ့စပွဲမှာဝင်ထိုင်နေလိုက်ပါတယ်အခန်းထဲမှာရှားတောင်းမင်ကိုကင်ကြည့်နေတဲ့စေဒီကတော့တခုခုကိုစဉ်းစားနေပါတယ်လက်ဘက်တို့ရောက်လာတာကြောင့်ပြစ်မှတ်ရောက်လာပြီဆိုကအသင်းကျင်မိုးလုံးနေတဲ့အေဂျင့်3ယောက်ဟာကားတကားကိုဖွင့်လာကပြစ်ခတ်ခံလိုက်ရတာကြောင့်ကိုကတနက်တန်ပဲကြားလိုက်ရပါတယ်ဒန်ယာနဲ့ဂျက်ဆန်ကကိုဒီကနေထွက်သွားဖို့ပြောတာကြောင့်ထွက်သွားဖို့ပြင်ပြီးမှမိသားစုကိုထိခိုက်မှဆိုးတာကြောင့်ဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်ခဏအကြာလက်ဘက်နဲ့မစ္စတာဦးတာမီပါရောက်လာပြီးပတ်စဝတ်ပြောဖို့တောင်းနေပါတယ်နောက်ကနေညွှန်ကြားတဲ့အေဂျင့်တွေမရှိတော့တာကြောင့်ဘာလို့မှမသိတဲ့လယ်သမားလေးကိုကတော့တိုင်ပတ်နေပြီးဈေးရောက်တဲ့အကွက်တွေနဲ့ဖောနေတာကြောင့်ဦးတာမီကစိတ်တူလာပါတယ်လက်ဘက်ကလည်းပတ်စဝတ်မရှိရင်သူတို့နှစ်ယောက်လုံးနားမှာကြောင့်ကိုတနက်နဲ့ထောက်မင်းနေတော့စေဒီရောက်လာပြီးကိုရဲ့ဘေးမှာဝင်ထိုင်လိုက်ပါတယ်မစ္စတာဦးတာမီကိုဓာတ်ရိုက်ပြောပြီးပတ်စဝတ်ရဲ့ဈေးဟာလက်ဘက်ကိုပေးတာရဲ့တဝက်လို့ဆိုကပိုက်ဆံလွှဲရမယ့်အကောက်ကိုပေးလိုက်ပါတယ်စေဒီကအကောက်ခွန်သမားမှမသိလိုက်ရတဲ့လက်ဘက်ဟာကိုကဘယ်သူလဲလို့မေးတာကြောင့်သူ့ရီးစားလို့ပြောလိုက်ပါတယ် My boyfriend. မစ္စတာဦးတာမီကသဘောတူပြီးအချက်ကိုဖွင့်ခိုင်းတော့ဖွင့်လို့မဖြစ်ဘူးလို့တားနေတဲ့ကိုချစ်တဲ့လူကိုကာကွယ်တာကဘယ်တော့မှမမှားဘူးလို့ဆိုလိုက်ပါတယ်တစ်တာဖွင့်လို့ရသွားတာကြောင့်ဦးတာမီကပတ်စံလွှဲလိုက်ပေမဲ့လက်ဘက်ကတော့စေဒီတို့ကိုတနက်နဲ့ချိန်ထားပြီးစရင်ရှင်းဖို့လုပ်နေပါတယ်စေဒီကတော့ရတဲ့ပတ်စံနဲ့လက်ဘက်ကိုဒေါ်လာ10သန်းစုကြေးထုတ်လိုက်တာကြောင့်အနားမှာရှိတဲ့ကြေးသားတွေကတတိထားမိသွားပါတယ်ကြေးသားတွေကလက်ဘက်ကိုလာဖမ်းတာကြောင့်သူ့လက်ထောက်တွေအပြင်မစ္စတာဦးတာမီရဲ့လူတွေနဲ့ပါရောင်းရင်းဆန်ကဖြစ်နေပါတယ်ထို့စဉ်စီဒီကအက်စတက်ကိုယူကထွက်ပြေးဖို့ပြင်တာကြောင့်စတင်ပစ်ခတ်လိုက်ပြီးတနက်တန်တွေစူညံသွားပါတယ်အချင်းချင်းပစ်ခတ်နေကြတဲ့ကြေးသားတွေကြားထဲကနေထွက်သွားဖို့အတွက်ကိုနဲ့စီဒီကရုန်းကန်နေရပြီးမစ္စတာဦးတာမီကလည်းထွက်ဖို့ပြင်းနေပါတယ်လက်ဘက်ရဲ့လက်ထောက်ကစီဒီကိုလာတိုက်ခိုက်တာကြောင့်ကိုကခွန်အုပ်လိုက်ပြီးထိချုပ်ခန်းထဲကိုကျသွားပါတယ်တနက်နဲ့လိုက်ပြပေမဲ့ကိုမထိပဲထိချုပ်ဆက်ကိုထိသွားကဆက်ချွေမှုဖြစ်သွားပြီးအဆောက်အဦဟာစတင်လဲပတ်လာပါတယ်လက်ဘက်ရဲ့လူတစ်ယောက်ကဆက်တနက်နဲ့ပြစ်တာကြောင့်စီဒီလက်မောင်းထိသွားပြီးပုံနေရပါတယ်ပုံနေတဲ့စီဒီစီကိုသူကြီးသားဟောင်းမောင်တက်ဘူးရောက်လာပြီးရှေးအောင်နှောင်းမြစ်တွေလာပြောနေတာကြောင့်မအားသေးဘူးလို့ပြောကပြစ်ခတ်နေရပါတယ်ကိုကတော့လက်ဘက်ရဲ့လူချင်းညိုးနဲ့ရှယ်တီးတာခံနေရတာကြောင့်ခဏနေပါအောင်ဆိုကအင်ကြီးကျွတ်ပြီးလက်သီးနဲ့ပြန်ချနေရပါတယ်ဆက်ချွေမှုကပုံမဆိုးဝါလာပြီးအဆောက်အဦကအချိန်ပိုမြန်စွာလဲပတ်လာနေပါတယ်မစ္စတာဦးတာမီကသူ့လူတွေရှော့ကုန်တာကြောင့်ဒီကနေထွက်နိုင်ဖို့လက်ဘက်ကိုအကူညီသွားတောင်းတာလက်ဘက်ကတိထုတ်ပေးလိုက်ပါတယ်ရှယ်တီခံနေရတဲ့ကိုကတော့အခြေအနေတော်တော်ဆိုးနေပါတယ်လယ်နေတဲ့ဆက်သွားရတဲ့ထက်ခံရတော့မဲ့အခြေအနေရောက်နေတာကြောင့်တွဲလောင်းကြနေတဲ့ချင်းညိုးကိုဆွဲကလက်ဘက်ရဲ့လူကိုဆက်သွားရတဲ့ပြစ်ထည့်နိုင်လိုက်ပါတယ်လယ်နေတဲ့အပေါ်မှာတော့စီဒီနဲ့လက်ဘက်ပဲကြံခဲ့ပြီးလက်ဘက်ကအက်စတက်ကိုပေးဖို့ပြောနေပါတယ်ကြီးကုံသွားတဲ့စီဒီကိုလက်ဘက်ကအနိကဝင်တိုက်ခိုက်တာကြောင့်ဒဏ်ရာရထားတဲ့အပြင်အဆောက်အဦကပါလဲနေတာကြောင့်စီဒီကအရင်မသာဖြစ်နေပါတယ်
အပေါ်ကိုရောက်လာတဲ့ကိုကလဲနေတဲ့အချိန်ကိုအသုံးချကလက်ဘက်ကိုဝင်တက်လိုက်တာကြောင့်အက်ဂျက်နဲ့အတူလွင့်ထွက်သွားပါတယ်ဖီအားတွေကြောင့်ကွဲထွက်နေတဲ့မှန်တွေကိုပြုံးမကြအောင်ရှောင်ကအက်ဂျက်ကိုရသွားတဲ့လက်ဘက်ကိုတနက်နဲ့ပြစ်လိုက်ပေမဲ့ကွဲသွားတာကြောင့်အလယ်မှာရှိတဲ့ပရီဘောဂတွေကိုလှမ်းပစ်လိုက်ပါတယ်ပြုတ်ကျလာတဲ့ပရီဘောဂတွေကိုရှောင်လို့မရတာကြောင့်လက်ဘက်ပြုတ်ကျသွားပေမဲ့အက်ဂျက်ကိုတော့ဆေဒီကဖမ်းနိုင်ခဲ့ပါတယ်နောက်တော့နှစ်ယောက်သားအနမ်းတွေဖလှယ်နိုင်ခဲ့ပြီးကယ်ဆယ်ရေးယာဉ်တွေရောက်လာပါတယ်ရန်နိုင်ငယ်ကြပြီးနောက်ဆေဒီတယောက်ကိုယ့်ရဲ့မိသားစုနဲ့အတူထမင်းစားနေပြီးပျော်ရွှင်စွာစကားပြောနေကြပါတယ်3 လကြာပြီးနောက်စားအုပ်ရေးဖို့အတွက်ပေါမောက်ခန်းနဲ့တွေ့ပြီးပြန်လာတဲ့ကိုကိုဆေဒီကကားအကောင်းစားနဲ့လာခေါ်ပါတယ် CIA ကဦးတာမီရဲ့ငွေတွေကိုပေးလိုက်တာလားဆိုတော့စူတောင်းမှပဲရမယ်ဆိုကငှားလာတာလို့ဆိုပါတယ်ကားနောက်ဖုံးထဲမှာတော့လက်နက်ကုန်တဲ့တယောက်ကိုဖမ်းထားပြီးချိန်တွေတဲ့အချိန်မလို့အလုပ်တွေကားထဲမှာထားခဲ့မယ်ဆိုကအဖုံးကိုပြန်ပိတ်ပြီးနှစ်ယောက်သားထွက်လာကြပါတယ်